သမီးတာယာသမီးတွေဖေဖေစာကြည့်စပွဲလေးလုပ်ပေးခဲ့တာမှတ်မိလားဒီစပွဲရဲ့မျက်နှာပြင်ကဖေဖေသမီးတို့မောင်နှမ၄ယောက်က6လောက်၄ချောင်းအဲ့6တော့တွေစုံနေမှဒီစပွဲလေးကလည်းခိုင်မာမှသမီးမိဘတွေကသားသမီးအားလုံးကိုချစ်ပါလားဒါပေမဲ့အားလုံးတော့တန်းတူမဟုတ်ဘူးဖေဖေကလေနင်းအတွက်ကတော့ကျင်နာတတ်တဲ့အဖေတယောက်လိုဖြစ်ကောင်းဖြစ်လိမ့်မယ်ငါတို့အတွက်ကလေစီကံကြည့်ပြီးဘာမှတိုင်မယ်လို့မရတဲ့သူတဘောတိုက်သူလှုပ်တက်တဲ့အေးဆက်တဲ့အဖေတယောက်ပဲဒီအင်းကြီးမှာလေဖေဖေကနင်းအတွက်ဖြစ်နေတဲ့ချင်းမိမေကငါအတွက်ဖြစ်တည်ခဲ့စိတ်ဆိုးပါမယ်ရှော့ဝါနာလေဘာဝါနာလဲဒီမှာသူမဲကောင်ရှိခဲ့နောက်တစ်ကောင်ငါမလို့ချင်တော့ဘူးအမိုင်းဆိုဘာလို့မြတ်တော့နင်ဒီပရိဘောကပစ္စည်းအဟောင်းမြင့်နေပြင်းတဲ့လောက်ကလို့တခြားရွေးချယ်မရှိတော့ဘူးလားမင်းကလေးဖြစ်ပြီးတော့ယောက်ျားအလုပ်ကြီးရဲ့လုံတာဘယ်လိုလုပ်ပြီးလူအမြင်တက်တယ်မှာလဲလူအမြင်မကောင်းတဲ့လောက်တော့ငါခွင့်မပြုနိုင်ဘူးဖေပြောပါဦးလက်သမားလောက်ကတကယ်ပဲဂုံတိတ်ခါမရှိရဲ့အလုပ်လားလို့ဘယ်သူမှသဘောမတူတဲ့အလုပ်ကိုလုပ်ချင်သမီးဒီမှာမနေတဲ့တော့ဖေဘာပြောနေတာလဲအောင်ရမယ်လို့ကြာဆောင်အောင်ပဲလို့အဖေတဲ့တောင်ကြိုက်လို့လောက်ကွာဒီမှာမနေနဲ့ဒီမှာတီဗီမလုပ်နဲ့ကြောက်တယ်သမီးဒါလေးအမြဲဆွဲထားရင်သမီးနာမှာပြအမြဲရှိနေမှာနော်ဖေဖေသမီးနာမှာအမြဲရှိနေမှာဆိုဖေဒီအင်းကိုပေါင်ထားတယ်ကျန်တဲ့ငွေတွေကိုခင်တာရစီကိုလွှဲပေးလိုက်ရမလားကိုကြီးစီကိုပဲလွှဲပေးလိုက်ရအဖေလောက်သွားတဲ့လောက်ရက်ကလေဒီမိသားစုမတရားလုပ်ခဲ့တာဖေလောက်ခဲ့ရတဲ့ကောင်တော့ဒီမိသားစုအတွက်ပဲကိုရဲကြီးကြီးတက်မင်္ဂလာဆောင်ခဲ့တဲ့ဈေးကိုကြီးဘွဲလွန်ထက်တက်လို့ပညာရေးစရိတ်တွေအဲ့ထက်ပိုသိကျင်နေဆိုလို့ရှိရင်တမန်တော်လိုက်တော့ပြီနင့်အဖေကိုနင့်ခွင့်သွားမေးပြီတော့ဟုတ်တယ်နင်စကားပြောတရားလုံးလာတယ်ဘာမှမလုပ်လေပြောကိုတင်းတော်ရဲ့သမီးလေးမအဲ့ဒါအိမ်ကထွက်သွားတဲ့တယောက်ထင်တယ်ဖေရဲ့နောက်ဆုံးချိန်မှာဖေနာမမရှိနဲ့ယူချုံမရအောင်ငါဘာလုပ်မလဲဖေစောက်ခိုင်းနေဖေသမီးမစောက်နိုင်တော့အဖေနောက်ဆုံးချိန်ထိနင့်ကိုတန်းတာပြီးတော့နေသွားကြဘာအကြောင်းမှမရှိဘူးခင်ဗျာသမီးအတားချီတော့ပဲတကောင်းပဲ